နေရာတကာမှာကိုချင်းစာစိမ့်နဲ့ကြီးခဲ့လို့နှုတ်ဆက်နေလိုက်ရတဲ့အရှင်တွေကြောင့်တစ်ဖက်အမြင်မှာအားတယ်လို့ထင်သွားတတ်တယ်တကယ်တော့တိထားတာကိုမသိတယ်လို့ဟန်ဆောင်နေပေးလိုက်တယ်ဆိုတာတစ်ဖက်လူကိုလေးစားမှုရှိတယ်လို့တချို့ကနားလည်မှုကိုတန်ဖိုးထားလိုက်တာပါတိခတ်ခြင်းတွေမှာအတိုင်းအတာရှိတယ်လို့အာနာခြင်းတွေမှာလည်းနေရာဒေသအလျောက်ပြောတဲ့မပြောတဲ့စင်ကြင်လိုက်ရတဲ့အခိုက်အတန့်တွေရှိပါတယ်နှုတ်ဆက်ပြီးနေတိုင်းလဲအားလို့မဟုတ်တယ်လို့ပြန်မပြောဘဲတိခတ်နေတိုင်းလဲရိုးသားလို့မဟုတ်ပါဘူးနှစ်ဖက်မျှတွေးတတ်မြင်တတ်တဲ့အာနာတဲ့စိတ်ကြောင့်သာအေးအေးဆေးဆေးငြိမ်နေပေးလိုက်ရတာလူတိုင်းမှာခံစားချက်တွေကိုယ်စီရှိကြပါတယ်အာနာတတ်တဲ့စိတ်ကိုရှာနေပြီးတစ်ဖက်သားကိုအနိုင်မယူပါနဲ့စီးဆိုတာစီးဝိုင်းထဲမှာပဲကောင်းပါတယ်ပေါင်ကျော်သွားခင်ရင်တစ်ချိန်ကတိခံခဲ့တဲ့အရာတွေအားလုံးဟာဒေါသအဖြစ်နဲ့ပြောင်းလဲသွားတတ်တယ်